ပြောခဲ့တဲ့စကားတွေနားထဲမှာထင်ချင်နေစေမြတ်တာဆိုတာမင်းတွေ့ရုပ်တစ်ခုလိုပါပဲအမတ်တရားတွေမမေ့နိုင်သေးဘူးအိမ်မထဲတော့မင်းပုံရိပ်တွေမင်းပေးတဲ့တရားအနာတော့မချက်သေးဘူးမမေ့နိုင်တဲ့ငါနှလုံးသားတရားတွေအပြည့်နဲ့ချစ်ခဲ့တာမှာပါယုံလွယ်မိတာငါမှငါဘဝတစ်ခုလုံးမင်းနဲ့ပဲပြိုကွဲသွားတယ်တရားအနာတော့မချက်သေးဘူးမမေ့နိုင်တဲ့ငါနှလုံးသားတရားတွေအပြည့်နဲ့ချစ်ခဲ့တာမှာပါယုံလွယ်မိတာငါမှငါဘဝတစ်ခုလုံး